စကိုင်းတိုင်းဝန်ကြီးချုပ်ကတော့သူမုံရွာသူဒီမုံရွာမှာသူပြောတယ်2021 8လပိုင်းလောက်မှာနေမယ်ပေါ့နော်သူတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာအခုမုံရွာမျိုးကအချို့သောလမ်းတွေမှာလမ်းကြိုလမ်းကြားတွေကကတ္တရာတွေသူခင်းပေးထားတယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့မင်္ဂလာပါ CKS နဲ့လည်းကြိုဆိုပါရခင်ဗျာ CKS နဲ့ဆိုရင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့နိုင်ငံရေးနဲ့ပတ်သက်တဲ့တဲ့လူတဲ့ဦးများကိုတင်ဆက်ပေးနေတဲ့ရှင်တွေဖြစ်ပါရခင်ဗျာဒါကြောင့်မလို့ CKS နဲ့ကိုစုစုခိုင်းတဲ့လုပ်ပေးပြီးဆောင်ရွက်အားပေးကြဖို့အတွက်တောင်းဆိုပါရခင်ဗျာကန်တာယာပေါ့နော်ကန်တာယာမှာဆိုရင်အမှပြည်သူရင်ပြင်လိုဟာမျိုးတွေအခြေအနေနဲ့အားကစားတွေပါဒီနေ့ဆိုရင်လည်းကြည့်လိုက်ကျွန်တော်တို့ဘောလုံးပွဲနော်အသက်16နှစ်အောက်ဖလားပေါ့နော်ဝန်ကြီးချုပ်ဖလားပေါ့ဝန်ကြီးချုပ်စကိုင်းတိုင်းဝန်ကြီးချုပ်ဖလားကိုပြောတာနော်ဝန်ကြီးချုပ်ရဲ့ဖလားကျင်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်တွားရောက်ခဲ့တယ်ကျွန်တော်တို့အသက်သေးရမှာမကြောက်ပါဘူးတိုင်းပြည်မှာနော်တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးနဲ့ကိုအစိတ်ကမှိုင်းတိုက်နေတဲ့ဝါဒမိုင်းတိုက်နေတဲ့တိုင်းပြည်ကိုမငြိမ်မသက်ဖြစ်အောင်ဒီလိုခွေးသစ်မီဒီယာတို့ပါလို့ဟာချက်ကားပြီးပြောနေတဲ့အရာတွေကမြေပြင်မှာတကယ်မဟုတ်ဘူးဆိုတာကိုအသက်နဲ့ယင်ပြီးပြသခြင်းနဲ့စိတ်နဲ့ဒီမုံရွာကိုကျွန်တော်တို့ရောက်ရှိနေတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကသွားတော့လိုင်းပေါ်မှာပြောနေတဲ့ဥစ္စာကမသိမုံရွာမျိုးကြီးဟာ6ကက်ပြီးတော့မှဘာမှမရှိတော့ဘဲနဲ့နော်လူသူမနေတော့ဘဲနဲ့ရှိနေတဲ့မျိုးပြက်ကြီးတစ်မျိုးလို့ပေါ့ဗျာနောက်ဆုံးစနစ်အဲ့လိုပဲပြောရမှာအဲ့လိုမျိုးပုံစံပြောတော့ကျွန်တော်တို့ကလည်းဟာစကိုင်းတိုင်းဆိုရအဖွဲ့ကဆိုတာဘာလဲဆိုတာကျွန်တော်ကကြည့်တော့ကျွန်တော်ရောက်တဲ့ချိန်မှာကျွန်တော်လမ်းတွေလိုက်ကြည့်တယ်လမ်းတွေအားလုံးနိုင်လုံးကတ္တရာခင်းထားတယ်အရင်တုန်းက PDF ကိုအားပေးခဲ့တာဒီ NLD ဒေါ်စုကြည်ကိုအားပေးခဲ့တဲ့လူတွေပေါ့အဲ့လိုလူတွေကအစနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ဒီနတ်ဆကအစိုးရကြီးရဲ့လက်အောက်မှာရှိနေတဲ့စကိုင်းတိုင်းဝန်ကြီးချုပ်နဲ့စကိုင်းတိုင်းတိုင်းမူကြီးတို့ရဲ့စွမ်းဆောင်ရည်ကိုမြင်လာကြတယ်ကြိုလာကြတယ်ပြည်သူလူထုကတခုပဲရှိတာကဒီစကိုင်းမှာကပြန်ပေးဆွဲတဲ့အဖွဲ့ရှိတယ်အဲ့ဒီပြန်ပေးဆွဲတဲ့အဖွဲ့ကြောင့်သူကနော်စကိုင်းမြို့မှာနေတဲ့တထေးတကြွယ်တွေကမနေနိုင်တော့ဘူးလုပ်ငန်းရှင်တွေကမနေနိုင်တော့လုပ်ငန်းရှင်တွေကတခြားနေရာမှာသူတို့ပြန်ပေးဆွဲမှာလေပြန်ပေးဆွဲတာဘာလို့လဲလားသိလားတစ်ချိန်လုံးကခင်ဗျားတို့အားပေးခဲ့တဲ့ NLD တော်စုကိုထောက်ခံခဲ့တဲ့လက်သုံးချောင်းထောင်ခဲ့တဲ့လက်ရှိ PDF တွေကပဲခင်ဗျားတို့ပြန်ဆွဲတာနော်ပြန်ဆွဲတာပြီးလို့ရှိရင်တစ်ဖက်မှာ PDF တွေသွားတဲ့လူကိုမူးယစ်ဆေးဝါးနဲ့ထိန်းထားတယ်ကောင်းပါလေချောလာလေးတွေ19 18 19 20လေးတွေမိကောင်မောင်အရွယ်လေးတွေကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဒီ PDF တွေကိုဆေးပြားနဲ့ထိန်းတယ်မနဲ့ထိန်းတယ်အပျော်ပါးနဲ့ထိန်းထားတယ်နော်ဒါ PDF NUG လက်အောက် MOG လက်အောက်ကအဖွဲ့တွေကနော်ဆေးပြားနဲ့မူးယစ်ဆေးဝါးနဲ့ထိန်းတယ်မိမနဲ့ကြည့်လို့ချင်းသူတို့ကအပျော်ပါးတွေအတော်စားတွေနဲ့ထိန်းထားတယ်အဲ့တော့ဒီကလေးတွေဘလို့မှယုံထွက်မနိုင်တော့ဘူးနော်ယုံထွက်မနိုင်တော့သူတို့ကလူစားလဲယူဖြစ်တယ်အခုကဲကျွန်တော်တို့မုံရွာမှာနော်သွားနေတယ် PDF တွေပါမမုံရွာမှာမသွားရဘူးပါညာကျွန်တော်ဇော်ဘုံအိတ်လေဟိုမှာပြပြမီဒီယာကြော်စိုးဒီမှာညီမလေးသဇင်ဦးလေအကုန်လုံးကတိုင်းပြည်ပြည်ဒီ3ယောက်လုံးဒီ3ယောက်လုံးကမုံရွာကိုရောက်နေတာမုံရွာကိုကဲကြည်အောင်ဘောလုံးကွင်းထဲမှာပွဲကြည့်စင်တော့အထူးဟိုဖိတ်ကြားချက်ရဧည့်သည်တွေမဟုတ်ကိုဘကိုသွားတာဒါအကုန်လုံးသိတယ်ကျွန်တော်တို့ပြောတဲ့စကားတိုင်းကျွန်တော်လိပ်ပြလုံးလိန်ညာမပြောတတ်ဘူးကိုဘကိုသွားတော့ကျွန်တော်တို့ကဒီကဟိုပေါ့နော်ဒီကျွန်တော်တို့မုံရွာရဲတိုင်းတပ်ဖွဲ့မူကြီး CBE နော် CBE နဲ့ကျွန်တော်တို့တွေ့ဖို့ချိန်တယ်မုံရွာမျိုးမှာရဲစခန်းတွေကိုကျွန်တော်တို့ရောက်တယ်မောင်နှမ3အောင်လုံးနော်ရောက်တယ်တွေ့တယ်တရင်အချက်လက်တွေမှားနေတယ်ဒီမုံရွာနဲ့ပတ်သက်ပြီးရင်ပေါ့နော်အေဂျင့်တွေဒါပေမဲ့ကျွန်တော်စောနာပြောသလိုပါအခုပြန်ပေးဆွဲတဲ့အဖွဲ့တွေကိုလည်းနမခတိုင်းမူကြီးနဲ့နော်နမခတိုင်းမူကြီးနဲ့အရာရှိအချက်တွေအားလုံးပူးပေါင်းပြီးတော့မှနော်နယ်မြေရှင်းလင်းရေးတွေလုပ်တယ်မသိဆိုမဲ့ဒီနေ့အောင်ပွဲတွေဆိုရင်ဒါနမကတိုင်းမူကြီးဆိုတာလက်ကီးကောင်းတယ်လို့ပြောရမှာဒါကျွန်တော်သူစေနာမှန်တယ်ကျွန်တော်တို့တွေရောက်နေရသူအောင်မြင်မှုတွေဒီမှာနော်ဂန်းကော်တို့ဘာတို့မှာအလောင်းတွေလက်နက်တွေရကြတယ်နော်အလောင်းတွေလက်နက်တွေရတယ်ကျွန်တော်တို့ဟိုရွှေမြစ်တာတို့ဘာတို့မှာအလောင်းလက်နက်ရတယ်9လောင်းတို့ဘယ်နဲ့လက်တို့အဲ့လိုရတယ်ကျွန်တော်တို့လာတော့တိုင်းမူကြီးတောင်ကကိုစောဘိုးကြီးကနော်စစ်သွေးစစ်မှန်စိတ်အပြည့်ရှိလို့တိုင်းပြည်ကိုတကယ်ချစ်လို့ကိုကျော်စိုးဦးတို့ကတော့တိုင်းပြည်အတွက်အဓိကမန်နိုင်ကြီးထဲမှာပါဝင်နေတဲ့သတင်းမီဒီယာတွေဖြစ်လို့ဒဇင်ဦးဆိုတာလည်းတက်မတော်ရဲ့နော်နေပြည်တော်ရဲ့အောက်မှာ
နော်ဟိုတိုင်းပြည်အတွက်လူမျိုးတို့မိမမတန်မဲနဲ့ပေးဆက်နေရတဲ့အရာတွေအားလုံးဟာတိုင်းပြည်ပေါ်မှာတစ္ဆာခံနေဆိုတဲ့ပုံစံမျိုးနဲ့အောင်မြင်မှုရတယ်ဒါကျွန်တော်တို့ကတော့ကိုပြောတာမဟုတ်ပါဘူးဒါကျွန်တော်တို့ဒီမှာနာမကတိုင်းမူကြီးလေးသိပါတယ်နော်ကျွန်တော်တို့တွေကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကိုကျော်စိုးဦးတို့ဒဇင်ဦးတို့စနိုက်ပါကိုနောင်တော်လေးတို့ကိုကျော်မျိုးမင်းတို့နော်ဟိုရှိပါအောင်ပဲအများကြီးပေါ့နော်ကျွန်တော်မပုတုလေးနော်ပောက်ကိုတော်တို့ဟာတက်မတော်အတွက်ကျွန်တော်တို့ကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကတက်မတော်အတွက်မိတ်ဆွေကောင်းတွေပါတက်မတော်နဲ့တက်မတော်မိသားစုအတွက်နိုင်ငံတော်ကိုအေးချမ်းသာယာစွာဖွံ့ဖြိုးပြီးတိုးတက်တဲ့နိုင်ငံတော်တစ်ခုစီကိုရှောက်ဖို့အတွက်ကျွန်တော်တို့ကအစိုးရအဖွဲ့ရဲ့အစိုးရနာဇက်ကအစိုးရကြီးနဲ့တက်မတော်အတွက်ကျွန်တော်တို့ကရန်သူမဟုတ်ပါဘူးကျွန်တော်တို့ကမိတ်ဆွေကောင်းတွေပါကျွန်တော်မှာအဖေမေခုချိန်ရှိသေးတယ်တားသမီးရှိတယ်မိမမိသားစုတွေရှိပါတယ်ကျွန်တော်တို့ဒီအလုပ်ကိုဖင်အားပြီးလုပ်နေတာမဟုတ်ပါဘူးတိုင်းပြည်နယ်လူမျိုးတွေအုတ်တစ်ချက်တဲတပွင့်အနေနဲ့နော်ပူပေါင်းပါဝင်နေတာကုညီနေတာဆောင်ရွက်နေတာပါနော်အဲ့ဒီအတွက်ကျွန်တော်တို့လိုလူမျိုးတွေကိုဒီစကိုင်းတိုင်းနော်စကိုင်းတိုင်းဝန်ကြီးချုပ်နော်ဦးမြတ်ကျော်နောက်တော့စကိုင်းတိုင်းနာမကတိုင်းမူကြီးဗိုလ်ချုပ်မျိုးမင်းထွေးတို့ရဲ့ကျွန်တော်တို့အပေါ်မှာနော်ကျွန်တော်တို့အပေါ်မှာသူဓာကြီးတဲ့စေတနာမေတ္တာတရားတွေကသူ့ကိုရောင်းပြန်ဟတ်တာပါနော်ဒါတိုင်းချစ်ပြည်ချစ်တဲ့နိုင်ငံချစ်တဲ့လူတွေအားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့လုပ်တဲ့အတွက်အောင်မြင်မှုတွေရပါတယ်နော်ဒီလိုပဲဘယ်တိုင်းပဲဖြစ်ဖြစ်နိုင်ငံအတွင်းမှာရှိနေတဲ့နော်အစိုးရအဖွဲ့ဝင်တွေအားလုံးကျွန်တော်တို့ခိုင်းချင်တာခိုင်းလို့ရပါတယ်လာစာပေးစရာမလိုပါဘူးခင်ဗျနော်ကိုသမင်းကိုစားပြီးတော့မှကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးတွေအလုပ်လုပ်တာပါနော်အဲ့တော့ကျွန်တော်တို့အောင်မြင်မှုတွေရကြတယ်အဲ့လိုပူးပေါင်းမှကျွန်တော်တို့အောင်မြင်မှုကိုရမှာဟုတ်အဲ့တော့ဟိုစကိုင်းမှာကတော့ဒီမုံရွာမှာကတော့ကျွန်တော်တို့လမ်းဝင်တလမ်းထွက်သားကြည့်တယ်ဒီဝန်ကြီးချုပ်ဦးမြတ်ကျော်လက်ထက်မှာကျွန်တော်တို့ခုမြောင်ခရမ်းအခုကျွန်တော်ပြောတဲ့ဟန်တာဝရီတို့ဘက်မှာစားတပိတ်တာဘယ်လောက်ဒါပေမဲ့ဝန်ကြီးချုပ်ကသူကအရက်ဖက်ဖွဲ့စည်းဆိုတော့သူကဝယ်ပေးနိုင်တယ်စားလို့တယ်စီလို့တယ်စမ်းလို့တယ်အသုံးဆောင်ပစ္စည်းတွေလို့တယ်သူဝယ်ပေးနိုင်တယ်သူ့ကိုဒီတိုင်းမူရနေပြီးတော့မှဟက်စကီတွေပါနေပေးမှအဲ့နေရာတွေကိုချပြနော်စကိုင်းတိုင်းမှာအခုလက်ရှိရှိနေတဲ့ဓာကစားမှုဆိုလဲတော်တော်တယ်လို့ပြောမယ်ကိုအောင်ကျော်ဆိုင်နော်ဓာကစားမှုကကိုအောင်ကျော်ဆိုင်နော်တော်ရဲတိုက်ကုန်းတွေကိုကျွန်တော်ကိုတွေ့ကျင်လို့ရှိရင်တက်မတော်အနားယူမှလာတွေ့ပါကျွန်တော်ဒီတောင်ဝန်ထမ်းဆောင်နေတဲ့နေမှာဘဲကုန်းတဲ့ဘဲစည်းဝါးရေးသမားတွေမှာစကားမပြောပါဘူးအပြတ်ပြောထားတယ်ဒါပေမဲ့အောက်ချိန်မှာကတော့နည်းနည်းလေးကြက်မှတ်ဖို့နော်ဓာတ်စကမူကြီးဦးအောင်ကျော်ဆိုင်တော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်အောက်ချိန်မှာခိတ်တွေမှာတာဝန်ကျနေတဲ့နော်ဘုံမှုတွေဘိုးကြီးတွေကိုကြက်မှတ်ဖို့လိုပါလိမ့်မယ်ပတ်စံတွေတောင်းနေပါတယ်လုံးဝမလွတ်တဲ့ဆယ်တော်ကြီးပါလားဂိတ်တွေလားအဲ့ဂိတ်တွေမှာဆိုလို့ရှိရင်နော်ဓာတ်ကစားမူကြီးမသိတဲ့အခြေအနေမျိုးမှာပတ်စံယူပြီးတော့မှလွတ်ပေးနေပါတယ်နော်ကျွန်တော်အမှန်တရားကိုပဲပြောမှာပါနော်အမှန်တရားကိုပဲပြောမှာလွတ်ပေးနေပါတယ်အဲ့ဒါတွေကိုကြက်ကြက်မက်မက်ဆောင်ရွက်နိုင်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ရန်သူချီရောက်သွားတဲ့ကျွန်တော်တို့အတွက်ကြာရှုံးမှုတစ်ခုဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်ဖြစ်ပေါ်လာနိုင်ပါတယ်ပေါ့နော်အဲ့လိုမျိုးပဲအဲ့တော့ကျတော့စကိုင်းတိုင်းအနေထားနဲ့မုံရွာမြို့ကတိုင်းအခြေစိုက်စစ်ဌာနချုပ်ကြီးရှိတဲ့နေရာကအေးချမ်းပါပဲကျွန်တော်တို့လိုဇော်ဘုန်းကြီးတို့လိုကျော်စိုးဦးတို့လိုဒဇင်ဦးတို့လိုလူတွေတောင်မှလွတ်လက်သွားလာလှုပ်ရှားဈေးဝယ်ထွက်ကျွန်တော်ဟိုနေ့ရိုက်တယ်ကန်တာယာရှိမှာပဲနော်တင်မော်တီတောင်းတို့ဗာတရတီတောင်းတို့ဘာတို့ဝယ်စားတယ်နော်ဒါအုပ်ချုပ်တဲ့လူတော်လို့ပေါ့ဗျာအုပ်ချုပ်တဲ့လူရဲ့အောက်မှာအရာရှိအရာခံအကြက်စစ်တွေရဲတပ်ဖွဲ့ဝင်ပြည်သူစစ်တွေရှိလို့ပေါ့နော်ပြည်သူစစ်တွေရှိလို့ပေါ့မန္တလေးဒီနေရာတော်ဆိုးရနေရရင်နော်ဒါပေမဲ့မန္တလေးလိုမျိုးပြည်သူစစ်တွေစိုးမိုးစေချင်တာပြည်သူစစ်တွေလိုအပ်တယ်ဒီမူရာမှာပေါ့နော်ပြည်သူစစ်တွေနေရာတိုင်းမှာရှိနေတဲ့နဲ့တခုတော့ပြောမယ်လှုပ်ရှားတဲ့ပြည်သူစစ်တော့မဟုတ်ဘူးတိုင်းပြည်ကိုတကယ်ချစ်တဲ့နိုင်ငံကိုတကယ်ချစ်တဲ့ကိုမျိုးကိုရွာကိုတကယ်ချစ်တဲ့ကိုရက်ကွက်ကိုရွာကိုချစ်တဲ့ပြည်သူစစ်မျိုးတွေမုံရွာမျိုးမှာလိုအပ်ပါတယ်ခင်ဗျနော်အဲ့ဒါလေးတွေကူညီပေးစေလိုပါတယ်နောက်တော့ဆရာတော်ဦးဝါတော်ပေါ့နော်ဆရာတော်ကိုလည်းကျွန်တော်ဒီ live ကနေပြီးတော့တောင်းဆိုခြင်းမှာဒီပေါ့နော်တကယ်လှုပ်ချင်ခိုင်းနေတဲ့စိတ်ရှိတဲ့ပြည်မုံရွာမျိုးပေါ်မှာအခုတရေသွေးကြယ်တွေကပြန်မလာရဲဘူးဒါပေမဲ့တိုင်းစီမံချက်ရဲ့အောက်မှာလှုပ်ဆောင်ချက်တွေကောင်းတဲ့နော်အခြေခံစစ်တီစစ်သားတွေနဲ့ပေါင်းလုပ်လိုက်တဲ့အတွက်အခုအဲ့ဒီအမှုကလည်းတော်တော်များများကိုပြောင်းနေပြီဒါပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးကသိရတာအချိန်နဲ့ကြောက်နေတယ်သူကကြောက်နေတယ်တရေတွေကပြန်မလာရဲဘူးအဲ့တရေတွေမုံရွာတရေတွေဘယ်မှာရှိတယ်သိလားနေပြီးတော့ပြင်ဦးလွင်နော်မန္တလေးစစ်တပ်ရှိတဲ့ area မှာပဲဆေးအခုဒိုင်းနဲ့ပဲပေါင်းပြီးတော့ပဲနေတာဒီမှာကိုယ်စလဲတွေလောက်လွတ်ထားတာ
ဝင်ကြီးချုပ်တွေနိုင်ငံတော်အစိုးရအဖွဲ့တရက်ကပဲဝင်ကြီးချုပ်တို့တိုင်းမှုလို့ရတာဒီလိုနေရာမှာနေပြီးတော့မှဒီမျိုးကိုကာကွယ်နေတာနော်အခုကလေးတွေဆယ်တန်းဆောင်ဝဲစာဖြေတော့မယ်ကျွန်တော်ဒီနေ့ရောက်တယ်ရောက်တော့ကျတော့နော်ចောင်းသူចောင်းသားတွေကလည်းပွင့်လင်းပြောကျွန်တော်တို့တွေ့တော့ပျော်တာပေါ့ဗျာကျွန်တော်တို့ကတော့ဟိုနောက်တစ်ခုရှိတယ်အဖိုးကြီးဗျအဖိုးကြီးကအသက်54နှစ်ရှိပြီနော်အဲ့ဒါကျွန်တော်ရဲ့အမလာပြီးတော့ရေးနေလို့ तू ကမလျှော်သောဇွဲနဲ့လုံးဝဝရိယထားပြီးဒီ10ရန်စာမို့ပဲ तू ဖြေဆိုနေတာနော်ဖြေဆိုနေတာဖြစ်နေတဲ့အတွက်နော်အဲ့ဒါပညာရွှေအိုးလူမခိုးတဲ့ပညာဆိုတာအိုးတယ်မရှိဘူး तू နိုင်တဲ့ဘက်ကလုံးမယ်အဲ့တော့ကျွန်တော်တို့ဒီမှာပါတဲ့ညီကိုတွေ54နှစ်ဆိုတော့အကိုကြီးပဲထားပါပေါ့ကျွန်တော်တို့10နဲ့17နှစ်လောက်ကြီးရပါသူရဲ့ပုံစံလည်းနည်းနည်းစင်းရဲနွမ်းပါပေမဲ့မြန်မာစာပြီးမြန်မာရဲ့ဒလီထုံးလန်းအစင်လာရင်ကျေးမှုတွေကိုသူမျက်နှိုးတယ်အဲ့အတွက်သူဒီ grade တွဲကိုသူရအောင်ဖြေမယ်ဆိုပြီးတော့မှဝင်ရောက်ဖြေဆိုနေတဲ့အကိုပါ54အဲ့ဒါရလဲဝိုင်းဝန်းထောက်ပံ့ကြတယ်အကိုတွေပါတဲ့အကိုတွေလည်းတသိန်းပေးတယ်ကျွန်တော်တို့ညီမလေးအကုန်လုံးဝိုင်းဝန်းထောက်ပံ့ပြီးတော့အဲ့မှာဒဇင်ဦးကတော့စပီချိုရီလူတယ်ပါလာတဲ့အကိုကျွန်တော်နဲ့ကိုကျော်စိုးနဲ့ပေါင်းပြီးတော့မှကျောင်းသားဥယျာဉ်အယောက်200ကိုတယောက်9000စီကျွန်တော်တို့ဒီတိုင်းလုံးမှာပြန်လေဖြေဆိုမဲ့လူက8000နဲ့မှာညီမလေး202ဦးလားဟုတ်လား8002ဦးလားနော်ပြန်ဖြေမဲ့ဥစ္စာနော်ဝင်ကြီးကျုံနဲ့တဲ့အချိန်မှာနောက်တစ်ခုကကျွေးတာက तू ကဝင်ကြီးကျုပ်ကျွေးတာက तू ကဒီစကိုင်းတိုင်းဒီပညာရေးဝင်ကြီးပေါ့နော်ဒီဝင်ကြီးကျုပ်တို့က तू ကဟုတ်တယ်8200ယောက်အခုမှတ်မိတယ်8000နဲ့မှာ202ယောက်ပေါ့နော်တရက်ကို11000လုံးနဲ့တရက်ကိုကျောင်းသူကျောင်းသားတအူးကို11000လုံးနဲ့ကျွေးမွေးနေတာဖြစ်တယ်သူကဒီ nursery ညပေါ့နော်ဒီဟိုစာချက်ချိန်ကအစပေးတယ်နော်ကော်ဖီတို့ဘာတို့ညာတို့နဲ့အမှ11000ဒီဝင်ကြီးချုပ်ကနေပြီးတော့မှဝင်ကြီးချုပ်ရဲ့ဟိုပါပေါ့အစိုးရအဖွဲ့နဲ့ပေါ့နော်ဒီပညာရေးဝင်ကြီးအားလုံးပါတာပေါ့နော်အဲ့ဒါ11000နဲ့ဆိုတော့11000ဆိုတာလူတယောက်စားလို့ရပြီလေကလေးတွေလေနော်ကျွန်တော်တို့ကတော့ကျွန်တော်တို့တက်နိုင်တာမဟုတ်ဘူးတယောက်9000စီကျွန်တော်တို့ပေးခဲ့တယ်လူအယောက်200သာနော်အဲ့မှာကျွေးတဲ့ဆန်ကိုတွားကြည့်တဲ့အေယာမင်းနော်ဆန်တွေကိုကော့နေရပဲပြီးတော့ချက်ပြုတ်ကျွေးတဲ့လူတွေကလည်းစေတနာပါချတယ်အာလူတို့ပါဆိုအဲ့မှာကြည့်လိုက်ရေစိန်ထားတယ်ကျဲဥတွေပြုတ်ထားတယ်ငပိတောင်းတွေခန်းသီးတွေကျွန်တော်တို့ဗမာလူမျိုးတွေဗျာပြည့်ရမလားငပိပိုင်ထမင်းစားရတာမြိန်တာဟုတ်အဲ့ဒီတော့ကျွန်တော်တို့ကတိုင်းဆိုရအဖွဲ့အစည်းတရက်လုံးနဲ့ဒီတိုင်းမူကြီးကိုဒီចောင်းသူចောင်းသားတွေကိုသားကိုကျွန်တော်တို့အထူးကျေးဇူးတင်ပါတယ်နော်ကျွန်တော်တို့အပြင်မှာကြတော့မဖြေနဲ့တို့ဘာဖြစ်တော့ညာမဲကျွန်တော်တို့လည်းပြောခဲ့ပေးပါတယ်ပြောခဲ့ပေးတယ်ဒါပေမဲ့ကျွန်တော်တို့ပြောခဲ့တယ်ဆိုတာကအခြေခံလူဒန်းသားတွေအပေါ်မှာကြည့်ပြီးတော့မှကျွန်တော်တို့ကပြောခဲ့တာဖြစ်တယ်ဒါပေမဲ့အားလုံးအောင်ပေးပြီးတော့အမှတ်40နဲ့ဘာညာလို့ဆိုတော့ဒါလူကြီးတွေကကျွန်တော်တို့တက်ကြီးတယ်လေတိုင်းပြည်အုပ်ချုပ်မင်းလုံးနေကြတော့သူတို့ကောင်းမယ်ထင်လို့လုပ်ခဲ့တဲ့အရာပဲကျွန်တော်တို့ចောင်းသူចောင်းသားတွေနဲ့အတူတူဒီအောင်ပွဲကိုအနိုင်ရအောင်ဖြည့်ဆို့ဖို့ကအဲ့ကလေးတွေရဲ့တာဝန်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့မုံရွာမှာရောက်နေတာပါနော်ကျွန်တော်တို့စစ်ဘက်ရေးရဆိုဒီဘက်မှာအခုရှိတဲ့ဗျူဟာမူကြီးဦးမင်းဦးတို့လားကိုမျိုးလာထွန်းလာပါကျွန်တော်တို့နာမည်တော့တိကျတော့မသိဘူးပြကျွန်တော်တို့လည်းကိုလုံးနဲ့ကိုရှုပ်တယ်တော်တယ်မရရအောင်ပြန်ပြီးတော့မှဒီကိုစကန်ကိုသိမ့်ပတ်လာတာဒီစကန်ကတော့ဒီမုံရွာဒီတက်ဝိုက်အားလုံးတော့သူတို့တက်မတော်ကနေပြီးတော့တေးသေးချာချာကိုဟိုပေါ့နော်ဒီတိုင်းမူကြီးအစီမံနဲ့လှုပ်လာနိုင်ပြီပေါ့နော်အခုကျွန်တော်တို့ဖြစ်တဲ့ရွှေမြစ်တာတို့ဘာလို့ဆိုတာဂန်ကောနဲ့ကျွန်တော်တို့ဒီဟိုကလေးလမ်းပိုင်းထဲမှာရှိနေတဲ့ဟိုမှာဖြစ်တာပေါ့နော်ဂန်ကောမှာဆိုလည်းဒီနေ့မနေဘူးရတယ်ဆွမ်းရလို့ပဲပေါ့ညီမလေးသစင်ဦးပြောသလိုပဲဒီဘင်းရင်ကိစ္စဆိုလို့ရှိရင်ဒါဒီခွေးသစ်မီဒီယာတွေကသိရတိုင်းလေလိန်ညာချင်းကသူတို့ပါဇက်မှာလိန်ညာချင်းသူတို့ကမယုံလို့တည်သွားလို့ရှိရင်မီးတင်းကြိုကြည့်လိုက်သူတို့တကူလုံးတာမီးလောင်မယ်အဲ့ရှာမီးမလောင်ဘာလို့လဲလိန်လို့နော်အောက်တန်းသားတွေနော်အဲ့တော့ကြတော့ပြောချင်တာအဲ့ဒါဥစ္စာသတင်းမားတွေဖြစ်တယ်နော်တိုင်းပြည်ကိုအဲ့လိုသူတို့သတင်းမားတွေထုံးလွှင့်လေသူတို့ကြာရှုံးလာလေဖြစ်လာတယ်ပြည်သူလူထုကလည်းသူတို့အယုံကြည်မရှိတော့ဘူးနော်အားလုံးကလက်နက်တွေကိုစီနဲ့ဒီ PDF ထဲမှာတွေလက်နက်ဆိုတာခင်ဗျဝယ်တဲ့အစ်မဟုတ်ဘူးနော်ကျွန်တော်တို့တက်မေးကြည့်တာဒီစကိုင်းတို့မုံရွာတို့ဘက်ဒီမှာငါလို့ရနေပြီအဲ့ဒီငါလို့ရနေတာဘယ်လိုလဲသိလားအဲ့ဒီ PDF တွေပဲ PDF နဲ့အပေါင်းပါဝင်ဖွဲ့တွေပဲနော်ကျွန်တော်တို့တက်မတော်မှာဆိုတာဒင်းနံပါတ်တွေနဲ့တနက်ငါလို့လည်းမရဘူးတနက်ကိုအလွယ်တကူလည်းထုတ်မပေးတာဘူးနော်ပြစ်စက်ကလည်းလုံးလို့မရဘူးနော်ဒါအစိုးရတည်းရဲ့အောက်မှာရှိနေတဲ့အဖွဲ့အစည်းတစ်ခုရဲ့စီကံကိုခေါ်ဆိုတာဖြစ်တယ်နော်
အစိုးရရဲ့အောက်မှာမရှိနေတဲ့ဒီ NUG တို့ MOG ဘာတွေဒီတို့ဒီအပကဖာလာဘာတွေနားမလဲဘူးဗျာဖာသမားနဲ့ပေါက်လို့ပဲသားဟာတွေဟာတွေအာယုံနောက်တို့နော်အဲ့ဥစ္စာတွေရဲ့အောက်မှာနေတဲ့ဟာတွေတော့စီကံမရှိဘူးခင်ဗျားတို့ပြည်သူလူထုကိုအချိန်မရွေးနိုင်ခြင်းပဲကျွန်တော်ပြောထားသလိုမူရစေဝါကျွေးမင်းပြောအောင်ထားမယ်တောက်တဲ့ကောင်